everyone အခုကတော့ JK တို့ promo video လေးရိုက်ပြီးသွားပြီ performance show တွေလည်းတက်ပြီးသွားပြီပွဲတွေလည်းအများကြီးတက်ပြီးသွားတဲ့အချိန်မှာ JK MGI ပြီးကြတဲ့ကနေပြီးတော့နောက်လျှောက်လုပ်နေရတဲ့အချိန်မှာနေ့တိုင်းလို make up လင်ရတယ်အဲဖြစ်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင် JK တို့မျက်နှာ irritated ဖြစ်နေတဲ့အချိန်မှာ treatment လေးလုပ်နေပြီဖြစ်တဲ့အတွက်ကြောင့် JK တို့ကိုအမြဲတမ်း number 1 အလုပ်ဘယ်လောက်ပဲရှုပ်နေသည်ဖြစ်စေ JK တို့ကအမြဲတမ်းကူညီဖို့အဆင်သင့်ဖြစ်နေတဲ့ JK တို့ရဲ့ sponsor ကြီး Pure Clinic ကိုတာဝန်ဖြစ်ပါတယ်ရှင်။တိုင်ပွဲတောက်ရှောက်မှာ JK လိုအပ်နေတဲ့ဒီ facial ဒါမှမက body နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ဟာတွေအားလုံးကိုလည်းဆရာမတို့ကတောင်းကြကြအသေးစိတ်လုပ်ပြရဖြစ်တဲ့အတွက်ကြောင့် JK တို့ရဲ့ Pure Clinic မှာလိုမျိုး service တွေရှိနေတယ်ဆိုတာ JK နဲ့တူကြည့်ကြရအောင်။ဘေးဘက်မှာဆိုလို့ရှိရင်လည်း JK တို့ရဲ့ reception လေးရှိပါတယ်မမချားလေးတွေအကုန်လုံးပါပဲမင်္ဂလာပါဒါတွေကတော့ waiting area လေးဖြစ်ပါတယ်သူကအပေါ်ထပ်မှာလည်းနောက်3ထပ်ရှိတယ်မို့လို့လက်ကြည့်ရအောင်ဒါလေးကတော့ JK တို့ facial လုပ်မဲ့အခန်းလေးဖြစ်ပါတယ်ရှင်သူကလည်းအခန်းနောက်ထပ်အများကြီးလေးရှိနေသေးတယ်လို့ဒီနေ့ကတော့ JK ဒီနားမှာလုပ်မှာဖြစ်ပါတယ်ရှင်ဒါတော့တတိယထက်လေးဖြစ်ပါရဲ့ရှင်အခုဒီနားမှာဆိုလို့ရှိရင် JK ကိုဒီနေ့ဆမတို့ကကာဗွန်လေဆာဖြစ်ပြီးမယ်လို့ပြောပါတယ်ကာဗွန်လေဆာကဘာတွေကိုလုပ်ပေးလဲဆိုလို့ရှိရင်သူကအစီပြန်လာလေးတက်တာစေတယ်မျက်နှာလေးပို့ပြီးတော့ဝင်းပြီးတော့ဖြူပြီးတော့တောက်ပစေတာဖြစ်ပါတယ်အဲကြောင့်မလို့ Pure Clinic မှာလာပြီးတော့ဆံပြန်တဲ့ JK တွေကနေပြီးတော့အပိတ်ဖိတ်ခေါ်ချင်ပါတယ်โอเคဒီနေ့ JK အခုလုပ်သွားမှာတော့ facial ပိုင်းနဲ့ပတ်သက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်ရှင်နောက်တစ်ခါကျလို့ရှိရင် JK Axion ကိုလုပ်မှာဖြစ်ပါတယ် Axion လုပ်ချင်တယ်ဆိုလို့ရှိရင်ကြိုပြီးတော့ appointment ယူထားရတာဖြစ်ပါတယ်နောက်နေ့ကျလို့ရှိရင် JK body scrub တို့ body peeling တို့လည်းဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ် JK ရဲ့ Pure Clinic မှာဆိုလို့ရှိရင်ဒီ facial တက်ပဲမဟုတ်ဘူးကျန်တဲ့ဟာလည်းအများကြီးဆက်ပြီးတော့လုပ်လို့ရပါတယ်ဒီ pamphlet မှာကြည့်မယ်ဆိုလို့ရှိရင်တော့ JK တို့ရဲ့ဒါလေးတွေရမှာဖြစ်ပါတယ်ရှင် Here's 1 Here's 2 and here's 3 and here's the one ပြီးတော့ contact information တွေကတော့ဒါလေးပဲဖြစ်ပါတယ်ရှင်ဆိုတော့အားလုံးပဲစိတ်ဝင်စားရဆိုလို့ရှိရင် Pure Clinic ကိုလာဖို့ရန်အတွက် JK ဖိတ်ခေါ်ချင်ပါတယ် JK ကတော့ဒီ Pure Clinic ကို 100% guarantee ပေးပါတယ်အားလုံးပဲတွေ့တဲ့အတိုင်းပဲ JK ရဲ့ဒီပွဲအတွင်းတော့ဆိုလို့ရှိရင် JK ရဲ့မျက်နှာလေးကဘလူးလေး glow နေတာခန္ဓာကိုယ်ကလည်းလုံးဝပြောစရာမရှိ skin က smooth ဖြစ်နေတာကတော့အားလုံးက JK ကိုဒီ MGI ပွဲမပြိုင်ခင်မှာပြိုမှာရှိတယ်ဒေါက်တာရီမနဲ့ဒေါက်တာလီဒီကနေပြီးတော့ဦးဆောင်ပြီးတော့ JK တို့လုံးဝ warmly welcome လုပ်ပြီးတော့ take care ထားလို့ JK တိုင်ပွဲမှာအလားပါဆုံးတောက်ပနိုင်ခဲ့တာဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုလည်း JK 100% guarantee နဲ့လာပြီးတော့လုပ်ဖို့ရတဲ့အတွက်တိုက်တွန်းလိုပါတယ် Thank you so much Pure Clinic love you so much